theo siêu rồi mình sẽ thay tiện xin nào mà con này good rộng thật luônဆိုတော့ကျွန်တော်ကစနိုက်ပါလေ့ကျင့်တဲ့ခံကြရင်ပြင်းမှန်းတဲ့လေ့ကျင့်တယ်ဒါပေမဲ့ဒီနေ့ကအထူးအနေနဲ့ဒီကျွန်တော်ဒီတန်ဖိုးလေးကိုပြပြမှာဖြစ်တယ်kiện đây ạ It's my views à Chìm hết rồi.
hiện nọ hay cả giống hai biểu đâu mà có đi vào xem còn có vận động chèn hết thì sao đi về là ông là con này cái gì đến chi để Nile di mana? Minum dia sekarang mau ha. Chilen trong ni tak lah. Oh, saya cek dia dulu ni apa soal cek. Chana apiro hi chi da chana. Ada ada ni. Formally dia officer ko adin do lung chung ni officer. Yang musim kan musim ni din kada sama sekarang. Thau chung tu. Mai thau tu. အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ Channel Information Center နေပြီးတော့ CNA Sniper Team စခန်းတစ်ခုရောက်ရှိနေတာဖြစ်ပါတယ်ဒီ Sniper Team ဟာဆိုရင်မကြသေးမီကဖြစ်ပွားခဲ့တဲ့ Singapore Operation မှာရှေ့တန်းကနေတိုက်ပွဲဝင်ပြီးတော့လက်ရှိဒီမှာအနားယူနေကြတာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပထမဆုံးအနေနဲ့ပေါ့နော်ဒီ Sniper Team မှာရှေ့ရဲဘော်တွေတဦးချင်းစီမိတ်ဆက်ပေးပါဦးကျွန်တော်နာမည်ခေါ်စတင်အသက်ကတော့20နှစ် ကျွန်တော်နာမည်ကတော့ boy ဖြစ်ပါတယ်အသက်ကတော့24ကျွန်တော်နာမည်ကတော့ဂျုံထားအတိတ်ကတော့စကူဟုတ်ကဲ့ကျွန်တော်နာမည်ကတော့ဓမ္မဆက်ဗန်ဘွိုင်ထောင်းအသက်ကတော့73နှစ်ပါခင်ဗျ Kay kami jo thong ki yan kasi kum kul kasi kay kami jo den kum kasi kum kul le kum wa kasi ကျွန်တော်နာမည်တစ်ဆက်ဖြစ်ပါတယ်21နှစ်ရှိပါပြီ ဟုတ်ကဲ့ဒီ Sniper Training ကိုဘယ်ချိန်မှစပြီးတော့တည်ရောက်ခဲ့ပြီးတော့ဒီ Sniper Team ကိုဘယ်လိုဖွဲ့စည်းခဲ့ရလဲဆိုတာဒီ officer နေပြီးတော့တစ်ချက်ပြောပြပေးပါဦး Sniper တင်တာအရင်ဆုံးဒီဇင်ဘာ2ရက်ကနေ3ရက်ထိအဆန်းဖြေရတာရှိတယ်ပြီးတော့အမှအဆန်းပြီးတော့1ရက်နားတယ်ဒီဇင်ဘာ9ရက်နေ့မှာတင်တန်းစတယ်ဒီဇင်ဘာ9ရက်ကနေကျွန်တော်2023ဇန်နဝါရီလမှာပြီးတယ်တင်တန်းဆိုတော့အမှလူရွေးတဲ့ချိန်မှာကျွန်တော်52ယောက်ရှိတယ်52ယောက်မှာ15ယောက်အောင်တယ်ဒါပေမဲ့တင်တန်းပြီးသွားတဲ့လူကတော့73ယောက်ကတင်တန်းကိုပြီးခဲ့တယ်ပေါ့ကိုရဲ့ကိုလုံနိုင်တဲ့အထက်ကိုမလုံနိုင်သူများကိုနေရာကိုယူသွားမှာဆိုတော့ဒီ15ယောက်ထဲမှာပါဖို့ကိုကအစွမ်းကုန်ကြိုးစားရတယ်ဒီ physical ဘိုင်းမှာဖြစ်ဖြစ်ပြီးတော့ဒီ mental ဘိုင်းမှာဖြစ်ဖြစ်ကိုကအများကြီးပြင်ဆင်ထားရတယ်ပြီးတော့သူများထက်လည်းပို့ပြီးတော့ဒုက္ခခံခဲ့ရတယ်ဒီ Sniper Training တက်တဲ့ချိန်မှာပေါ့နော်ကိုကဒီစီနေဝင်တဲ့ချိန်မှာလည်းအခြေခံ training ကယူခဲ့ပြီးသားဆိုတော့ဒီအခြေခံနဲ့ Sniper နဲ့ training ယူတဲ့ချိန်မှာဘယ်လိုကွာခြားမှုတွေရှိတယ်ပေါ့ အချောင်းမှုတော့
ရှိပါတယ်တော်တော်လေးကိုရှိတယ်ကျွန်တော်တို့ဘယ်လိုပြောရမလဲပိုင်းရောဒါမဲ့ဗာလဲအင်ငူဝင်စီးတာမျိုးတွေရောတင်ခဲ့ရတယ်ပေါ့အဲ့ဒါမျိုးကြတော့ကျွန်တော်တို့အခြေခံတင်တာမှမတင်ခဲ့ရဘူးအခြေခံတင်တာမှအများဆုံးလို့ဒါကျွန်တော်တို့ကဘယ်လိုပြောရမလဲအခက်ခဲတော့အဲ့လိုဒီပဲရှိတော့အခုနိုင်ပါတင်တာမှာတော့အများဆုံးအဖြစ်ကျွန်တော်တို့ခေါ်နေဆွဲရတယ်အပြေးမနေ့မိုးလင်းညနေဒီလည်းပြေးရတယ်အဲ့လိုနောက်ပြီးတော့မနေ့ဖြစ်ညနေဖြစ်ကျွန်တော်တို့ training လုပ်ပြီးတော့ညတကောင်ရန်ထိ training လဲလုပ်ရတယ်ဟောချတာတော့အများကြီးရှိရပေါ့ဒီ sniper နဲ့အခြေခံကြားမှာတော့ကွာခြားမှုရှိရပေါ့ပြီးတော့ဒီ sniper တင်တဲ့ training ယူတဲ့အချိန်မှာပေါ့နော်ဘယ်လိုသင်ခန်းစာတွေယူရလဲပေါ့ဥပမာပြောမယ်ဆိုရင် sniper တယောက်ကဘယ်လိုအရေးချင်းတွေရှိရောဘယ်လိုခံယူချစ်တွေရှိမှာကိုယ့်အနေနဲ့ကိုယ်ဘယ်လိုသဘောထားရမယ်ဆိုတာတွေရောရှိမှာပေါ့အဲ့ဟာရှင်တစ်ချက်လောက် officer အနေနဲ့ပြောပြပေးပါဦးကျွန်တော် sniper တယောက်အနေနဲ့ဆိုတော့ sniper တယောက်မှာအခြေခံအဖြစ်တင်ရင်ရမယ်ပြီးတော့စိတ်ရှည်ရမယ်ပြီးတော့ကိုမြင်တဲ့အရာအလုံးကိုအသေးစိတ်စူးစမ်းလေ့လာတတ်ရတယ်ကျွန်တော်အဓိကအားတွေကိုတင်ခဲ့ရတယ်ပြီးတော့ကျွန်တော်ဒီစူးစမ်းလေ့လာတဲ့ခါမှာလဲရန်သူနေမျိုးကိုကွာဘလို့နဲ့စပြီးတော့အရင်ဆုံးစူးစမ်းရမယ်လဲပြီးတော့ဘယ်အချက်တွေကိုဘလို့လုပ်ရမလဲဆိုတော့ကျွန်တော်အဲ့လိုတင်ရတယ်ပေါ့နော်ပြီးတော့စိတ်ရှည်တဲ့ပိုင်းမှာကကျွန်တော်စိတ်ရှည်တဲ့ပိုင်းမှာကျွန်တော်ဘယ်လို training ပေးခဲ့လဲဆိုတော့ကျွန်တော်တခုခုဒဏ်ပေးတယ်ဒဏ်ပေးတော့ကွာမခံနိုင်တော့ဘူးဒါပေမဲ့ကိုရဲ့စိတ်ထဲမှာမလုံနိုင်တော့ရင်တော့မှကိုမတည်သေးဘူးဆိုတော့စကြိုးစားစိတ်တဲ့ကြန့်ခိုင်မှုစိတ်တဲ့ပိုင်းဆိုင်ရာကြန့်ခိုင်မှုဖတ်မှာပေါ့နော်အဲ့လိုကွာဒီတင်တဲ့အဓိကဖြင့်တော့ဒီစိတ်ပိုင်းဆိုင်ရာကိုပဲတော့ဦးစားပေးပြီးတော့တင်ပေးခဲ့တာပေါ့ပြီးတော့ကျွန်တော်ဒီအခြေခံတင်တန်းမှာကျွန်တော်ဒီတနက်အကြောင်းတော့ပဲပြောပြတယ်တကယ်လည်းတွေးလို့ရတာမရှိဘူးဒါပေမဲ့ဒီမှာကျတော့ကိုတုံးတဲ့တနက်အကြောင်းကိုလည်းတည်ထားရတယ်ပြီးတော့ဒီ sniper တယောက်ကကျွန်တော်ခန္ဓာကိုယ်တောင့်တင်းနေုံနဲ့တာမာနေုံနဲ့ပြီးတော့ဒါမှမဟုတ်တနက်ပစ်တက်နေုံနဲ့မပြီးဘူးဒီပိုင်းမှာအတွက်ချက်ပိုင်းမှာအဖက်မှာတော်တော်လေးကိုကျူးစားရတယ်ဘာလို့လဲဆိုတော့ကျွန်တော် formula မျိုးသုံးရတယ် formula မျိုးသုံးရတော့ formula မျိုးကိုမှကိုယ့်ရဲ့ကိုတုံးတဲ့လက်နဲ့ကိုတုံးတဲ့ပစ္စည်းတွေကဘယ် formula ကိုသုံးရမလဲတကယ်လို့ဒီတကယ်တိုက်ပွဲမှာဒီကိုတင်ထားတဲ့ဒီ formula တွေအသုံးဝင်ခဲ့ရင်ရောဘယ်လိုပြင်ဆင်ရမလဲဆိုတော့ဥစ္စာတွေပေါ့နော်အဲ့ဥစ္စာတွေတင်ခဲ့ရတာဆိုတော့ကျွန်တော် sniper တယောက်အနေနဲ့ကျွန်တော်ပညာအများကြီးရခဲ့တယ်ပြီးတော့ကျွန်တော်တာမန်ရဲဘော်တက်ဆန်တော့စိတ်ပိုင်းဆိုင်ရာမှာတော့ပိုပြီးကြန့်ခိုင်မှုရှိတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ပြီးတော့ဘောနော်ဒီ sniper training ယူချင်းအဖြစ်ပေါ့နော်ရှေ့တန်းမှာတိုက်ပွဲဝင်တဲ့အချိန်မှာရောအကျိုးသက်ရောက်မှုဘယ်လောက်ထိအကျိုးသက်ရောက်မှုရှိတယ်လဲပေါ့ဒီ training ယူချင်းအဖြစ်ပေါ့ရှေ့တန်းမှာကကိုရဲ့ရဲဘော်ရဲဘက်ကြာသွားတာတွေရှိတယ်ပြီးတော့ဒဏ်ရာရသွားတဲ့လူတွေရှိတယ်ကိုရဲ့ဘေးနားမှာပဲကိုရဲ့ရဲဘော်ရဲဖက်တွေကအဲ့လိုဒဏ်ရာရတယ်တိမ်နေကြတယ်အဲ့ဒီအချိန်မှာစိတ်နောက်ကိုလိုက်ပြီးတော့အဲ့လိုဒေါသထွက်ပြီးတော့ရန်တန်းပြီးတော့သွားလို့လိုက်တာမဟုတ်ကိုဒီငင်ပဲနေတယ်ငါဘာအရင်လုပ်ရမလဲဘယ်ဟာပိုကြီးကြီးလဲအဲ့လိုပေါ့တော့ဒီစိတ်ပိုင်းဆိုင်ရာမှာပြင်ဆင်မှုအများကြီးရှိထားတော့ပြင်နှမ်းမှာလေရှစ်တန်းမှာအဲ့ဒါတော်လေးကိုတုံးဝင်တယ်ပြီးတော့ကျွန်တော်ကကိုဖက်ကရန်တော်ကကိုနေရာကိုမတည်ဘူးဒါပေမဲ့တို့ကကိုနေနိုင်တဲ့ကိုရှိလောက်တယ်ဆိုနေရာတော့အတကုံပြစ်တယ်လက်နဲ့ကြီးလက်နဲ့ငယ်အတကုံပြစ်တော့အမှကိုကကြောင်ပြီးတော့လှုပ်လိုက်တာတို့နေရာရွေ့သွားတော့ဆိုတော့ကိုရဲ့နေရာကိုတို့ကတည်သွားနိုင်တယ်ပေါ့နော်အဲ့လိုနေရာမှာကိုဘလောက်ပဲပြစ်ခတ်နေပဲစေကိုမတည်ဘူးဆိုတော့ကိုနေရာမှာပဲစိတ်ရှိနဲ့တည်ငြိမ်နေရတာပေါ့ဆိုတော့ဒါတွေကတင်တန်းမှာတင်တန်းတက်ခဲ့ရတဲ့အကျိုးကျေးဇူးတွေပေါ့ဒါဟုတ်တစ်ချက်လောက်ပေါ့နော်အခုဒီ sniper သမားကြီးကန်ထားတဲ့တနက်ကဗာမျိုးစားလဲဆိုတော့တစ်ချက်လောက်ပြောပြပေးပါဦးကျွန်တော်တနက်က
roke roke GR 338 G နော်တော့အဲ့ဒါ306 ကျွန်တော်အားလည်းတော့306ကကျွန်တော်ဒီကိုင်းတဲ့တနက်ကတော့ဟိုနာမည်တော့တိုင်ကွန်တော့ပါလေဒီထီရောက်မှုပိုင်းမှာဆိုလို့ရှိရင်မီတာ1100ဒီလောက်နီးပါပဲဒါမဲ့ဟိုကျွန်တော်တို့လက်တွေ့သုံးတဲ့ခါကျတော့လက်ထီရောက်မှုကတော့ဟိုမီတာ600-900လောက်ဝန်းကျင်ပေါ့လေ ဒီကမဲ့ထဲကျော်308စီ308 1 2 he ဒီ3 point ကဖန် point တငယ်လို့ရအဲ့ဒါတော့ ဒီကမတဲ့ဟဲ့တတဲ့6စီ အခုကျွန်တော်ကိုင်နေတဲ့ဥစ္စာလဲ36 Sporting Rifle အိန္ဒိယထုတ်ထားတာ ဒါတော့တူပြီးတော့ဘောနော်ဒီ sniper team အဖွဲ့ဝင်အနေနဲ့ဘောနော်ဒီနောက်ထပ် sniper တင်တန်းဖွင့်ဖို့ရအစီအစဉ်ရှိလာဒါမှမဟုတ်ရင်ကိုကလည်းပြန်ပြီးတော့လေ့လာတင်ယူခြင်းတဲ့အရာတွေရှိသေးသလားပေါ့အကယ်၍ကိုကနေပြီးတော့ပေးရမယ်ဆိုရင်ရောပေးနိုင်မဲ့အခြေအနေရှိကြသလားဆိုတဲ့ဟာလေးတော့သိချင်ပါတယ် oh si sniper ting kan hi chap hai le ya hin kam ma dong training to pengan du I training I kai chi nang mang kan du ko na tin afwan tu he lo I ina kan fit chin nang mang na I training kan to ko na ding na tin method ko na her I method ko lo wa kan chin training kan to ko lo I kan ton ko mi so lo ကျွန်တော်ဒီလက်ရှိရှိတဲ့ sniper တွေအနေနဲ့နောက်ထပ်တင်တန်းပြန်ပေးနိုင်မလားဆိုတာကျွန်တော်ကိုမှအတွေ့အကြုံနဲ့သေးတယ်ကိုမှဒီလာမဲ့လူတွေပြန်ပိုးချဲမဲ့ပညာလည်းလုံလောက်မရှိသေးဘူးပြီးတော့ကိုကတင်တန်းမှာလည်းဒီတနက်ပြတဲ့ဘိုင်းမှာအလေးကျန်အားနေတဲ့လူတွေဆိုတော့တခုခုပြတာဒီပြခတ်မှုဘိုင်းမှာတကယ်လို့ဒီတင်တန်းသားတွေကမရှင်းတာတို့နားမလည်တာတို့ရှင်ကျွန်တော်ကအဲ့လိုပြန်ရှင်းပြနိုင်မှအနေထားမှာမရှိသေးဘူးဒီထက်ကျွန်တော်တို့အတွေ့အကြုံအများကြီးရှိတဲ့ခါကျမှပြီးတော့ကိုလည်းဒါဘယ်လိုပြောမလဲဒီပြခတ်မှုပိုင်းမှာလည်းကိုကဒါကျွမ်းကျင်နေတဲ့ခါမှာပဲတင်တန်းကတော့ပေးနိုင်မယ်လို့ယုံကြည်တယ်ဒါပေမဲ့ခုချိန်မှာတော့ကိုဒီလက်ရှိအနေထားနဲ့တော့တင်တန်းပေးဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ထင်တယ်sniper training ပေးသွားတဲ့ဆရာ Elvis ဆိုရင်ရောဘောနော်ဒီ sniper officer ပြောသွားတဲ့အရေးအချင်းတွေကပြည်စုံတဲ့ဆရာတယောက်ဖြစ်သလားပေါ့ ကျွန်တော်တို့ဒီတော်လိုင်းရေးကျွန်တော်ချင်းတော်လိုင်းရေးအဖွဲ့အစည်းအနေနဲ့ဆိုတော့ကျွန်တော်ရဲ့အခြေအနေနဲ့ကြည့်မယ်ဆိုတော့တော့ကျွန်တော်ထက်အများကြီးပိုပြီးဆုံးတဲ့လူသူတို့ဒီ US ဘက်မှာသူကဘယ်လိုအခြေအနေရှိမလဲတော့မပြောတော့ဘူးဒါပေမဲ့ကျွန်တော်ဒီလောလောဆယ်ကျွန်တော် CNA အနေထားနဲ့ဆိုတော့သူကကျွန်တော်တို့လုံလောက်နေပြီလုံလောက်တာထက်ဆန်ပုံနေပြီဆိုတော့သူကပြန်ပေးမယ်ဆိုတော့ဖြစ်နိုင်တယ်ဒါဒီကကျန်တဲ့ရဲဘော်တွေနေနဲ့ဘယ်လိုမြင်ရှိတယ်လဲပေါ့ဒီရပေါ်မှာ ဆုံးတဲ့ ကိုရဲ့ထင်မြင်ချက် ငါတို့လည်းလူပဲခုနပြောသလိုဆာရဗစ်ကတော့ငါတို့စင်အေအတွက်တော့အားပြီးဆုံးတယ်ငါတို့အတွက်တော့လုံလောက်တယ်ဒီလိုပြောတာနဲ့ဟိုဆရာအဗစ်အပေါ်မှာကျေးဇူးတင်တယ်သူတင်သမျှအားလုံးအရာရှေ့တန်းပေါ်မှာရောက်တယ်ဆိုတာကျွန်တော်ပြောချင်တာသူကအကုန်လုံးတင်ပြီးတယ်သူကအမိုက်ကောက်ခိုင်းတယ်အစဟိုနေချာစီခွန်ကိုမှတခုမြင်သူကမကြိုက်ဘူးအားလုံးပြစ်ပေးခံရတော့တာကျွန်တော်ပြောချင်တာတော့ဆရာအဗစ်ကိုအားကျေးဇူးတင်တယ်လေးလည်းလေးစားတယ်ဟိုကျွန်တော်တို့စစ်မြင်ပြင်သွားဖူးတယ်လာဖူးတယ်ဒါပေမဲ့ဆရာအဗစ်လို့တော့ဟိုတွေ့ကြုံလည်းမရှိဘူးဆရာဘက်ကတင်ပေးသမျှနဲ့အကုန်လုံးလှုပ်ရှားတယ်တွာလာတယ်ဒီဟာအားလုံးပေါ်မှာလည်းပဲကျွန်တော်တို့ကိုယ်ပီတိဖြစ်တယ်စိတ်ကျဉ်နဲ့တယ် အခုဘောနော်ဒီရှေ့တန်းမှာလည်းပါဝင်ပြီးသားဖြစ်တဲ့ရဲဘော်တွေလည်းပါတယ်ပေါ့ကိုပါဝင်တဲ့အပေါ်မှာရှေ့တန်းမှာဘယ်လိုအတွေ့အကြုံတွေရှိတယ်လဲဆိုတာတစ်ချက်လောက် sharing လုပ်ပေးဖို့ပြောချင်ပါတယ် ရှိတမ်းမှာတော့ခါမှမတော့ရသေးဘူးဆိုတော့ရှိတမ်းမှာကြောင်လေးဘာလဲဆိုလို့ရှိရင်တော့ဒီစနေပိုင်းနဲ့ပထမအချိန်နဲ့ဖြစ်တာဆိုတော့ဒီသူတို့ရန်သူကသူတို့ဘယ်လိုလာမလဲသူတို့ငါတို့ဘေးကနေဆုံးရမယ်လေဆိုကစားငါတို့ကမတိရသေးဘူးအခုဒီစစ်ကြောင်းမှာပဲအတေးကြုံတော့ရတယ်ဒီဆိုတော့ခါသူကခုစစ်ခွေးတော့သူတို့အပေါ်ကနေလာမလားအောက်ကနေလာမလားဒါမှမဟုတ်လမ်းအောက်ကနေလာမလားဆိုကစားငါတို့ကခုဘာမှမတိရသေးဘူးဒါပေမဲ့ဒီစစ်ကြောင်းမှာငါတို့တော့နေအဒီအတေးကြုံလို့ရတယ် ကျွန်တော်အနေနဲ့တွေ့ကြုံတော့အဲ့လိုတိုက်ပွဲထိုးထိုးခြားခြားတော့မရှိဘူးပေါ့ဗျ
ကျွန်တော်ကတော့ထန်တလောင်ကိုတခါသွားဖို့တယ်ရပောင်း40လောက်ပေါင်း40 50လောက်တော့ထန်တလောင်မှာကြားတယ်အဲ့လိုတိုက်ပွဲမှာဖြစ်ပေမဲ့ကျွန်တော်တို့ဗာလဲဘုံနဲ့လေရင်နဲ့ပြတာမျိုးတို့ခံရတယ်တွေ့ကြုံကတော့နောက်ပြီးတရေ6တာတွေငငယ်ကလေးအစားတရေ6တာမခံဘူးတာတွေအဲ့ဒါတွေတရေ6တာတွေလည်းခံဘူးတယ် ဘလို့ပုံစံ6ခံရလဲပေါ့နည်းနည်းဒီမှာလဲပြလောကအကြောင်းစိတ်ဝင်စားလို့ပါ တရေ6ခံရတာဆိုတော့ကျွန်တော်တို့ထန်တလန် yes ခန်းကိုတင်းတယ်ပေါ့ဗျာတင်းပြီးတဲ့နောက်မှာမီးရှို့တယ်မီးအကုန်လုံးရှို့တော့အဲ့ဒီထန်တလန် yes ခန်းကိုတင်းတဲ့နေ့မှာသူတို့စခွေးတွေက4ယောက်တည်တယ်အဲ့ဒီအလောင်းကိုသူတို့မယူသွားဘူးဆိုတော့သူတို့ကပဲ6တာနေမှာပေါ့နော်တိုက်သူတို့6တာတော့ကျွန်တော်တို့အဲ့တဲ့ဗာလဲအဲ့ရကတော့အင်တာလောက်ရှိတဲ့အဲ့ရလေးပဲမှာအဲ့ပြီးတော့သူတို့ကတော့အနောက်ကနေတိုက်ကိုချစ်တယ်ပေါ့ဗျာဂစ်နဲ့ချစ်တယ်အဲ့တော့ကျွန်တော်တို့လည်းရန်သူလားလူလားဆိုပြီးတော့ကြည်တယ်ဘယ်သူမှလည်းမရှိပြန်ဘူးနှစ်ခါသုံးခါဖြစ်တော့စိတ်ပူတယ်ကျွန်တော်တို့လည်းစိတ်ပူတယ်တနတ်မောင်းတင်တယ်မင်းတို့နောက်တစ်ခါဒီလိုမချောက်နဲ့ဆိုပြီးပြောတယ်အဲ့ဒီအဆပြီးတော့ကျွန်တော်တို့မချောက်ရဲတော့ဘူးပေါ့မချောက်ရဲတော့ဘူးနေ့ရက်3ရက်လောက်တော့မချောက်တော့ဘူးဒါပေမဲ့နောက်တနေ့မှာည7 နာရီတနာရီလောက်မှာလေရင်လက်ပြစ်ခံရတယ်ဂျစ်ဖိုက်တာနဲ့အဲ့ဒီဂျစ်ဖိုက်တာကျွန်တော်တို့ဖြစ်တော့ yes ကန်ကျွန်တော်တို့အဲ့တဲ့နေရာအလေတက်တက်ကိုကြားတယ်ကံကောင်းလို့ကျွန်တော်တို့အင်္ဂါကာထားလို့ကျွန်တော်တို့ဖက်ကိုကြီးကမလာနိုင်ဘူးပေါ့အဲ့ဒီနေ့သူတို့ဘုံချတဲ့နေ့လဲအဲ့ဒီဘုံချတဲ့နေ့ကစပြီးတော့ကျွန်တော်တို့လည်းပြန်6ပြန်တယ်ပေါ့သူတို့ကကျွန်တော်တို့ဖြီးထားတော့ကျွန်တော်တို့ဘုံနဲ့ထုတ်ခါရတော့သူတို့လည်းဝမ်းတာနေမှာပေါ့နောက်တစ်ခေါက်ပြန်6လာတယ်ပေါ့ကျွန်တော်တို့လည်းတနတ်မောင်းတင်ပြီးတော့ပြန်6ရတာပဲ ပဲတိုက်ပွဲတော့တိမစီဘူးကျွန်တော်လေဒီမှုပရစီမာတော်တော်တဲ့မက်နော်တော့နည်းနည်းနောက်ကြတယ်တော်ရဲ့ချမှာနည်းနည်းနောက်ကြတယ်အဲ့ဒါတော့တိုက်ပွဲတိမစီဘူးချင်းတုံရထဲမှာSSC စကားစားလို့ရှိတဲ့ချိန်မှာငါတို့အဲ့ချိန်မှာပဲဝေပြမှဆောင်တယ်စကုတ်နဲ့တုံရက်လေးရက်လောက်ဆောင်ပြမှသူတို့မီတာစီယာကိုရလောက်မှာတော့ပေါ်တော့ပေါ်ဒါပေမဲ့ဒီတနေ့တော့ရာဖနေတော့တတယောက်စနေတော့ပြလို့မရဘူးအဲ့ဒါနဲ့စီယာကိုရလောက်မှာတော့မဖြစ်တော့ဘူးအဲ့ဒါနဲ့နီကကပ်မှလည်းသူတို့မရှိဘူးဆိုတော့မထွက်ချင်ဘူးဆိုတော့တိုက်ပွဲတော့တိတ်မရှိဘူးဆိုတော့ကျွန်တော်ဒီရှေ့တန်းတော့တဲ့အတွေ့အကြုံရဆိုလို့ရှိရင်ကျွန်တော်မှလည်းအတွေ့အကြုံကတော့ညာရခဲ့ဘူးလေပေါ့နော်ကျွန်တော်လည်းဒီရှေ့တန်းတော့တာလည်းအချိန်တော့မနေပါဘူးဒါပေမဲ့ဒီတစ်ခေါက်မှာကျွန်တော်ကအတွေ့အကြုံပိုင်းမှာအထူးသဖြင့်ဘာရလဲဆိုတော့ကျွန်တော်တို့ဒီကကျွန်တော်ရဲ့တုံးနေချင်းဒီ positive ရှိမယ်ကျွန်တော်တို့ဒီကနေကျွန်တော်တို့လက်တွဲလုပ်လာတာတော့ကျွန်တော်တို့ CNA ထဲပဲမဟုတ်ဘူးကျွန်တော်တို့ဒီဟာခါစီ CDF နဲ့လည်းတူတူလုပ်တယ်အခါကျတော့ကျွန်တော်တို့ကအမှတိလိုက်ရတာကျွန်တော်ရဲ့ဒီအတွေ့အကြုံကဘာရလိုက်လဲဆိုတော့အမှကျွန်တော်တို့ကဒီတောင်ကုန်းပေါ်မှာအောက်ဖက်မှာအကုန်လုံးတိုက်မိုင်းတော့ကုန်ချထားတယ်ဒါနဲ့ကျွန်တော်ဘက်ကပေါ်ဘက်ကနေနေရာယူပြီးတော့ပိတ်တယ်ဒီရမ်ထောင်းနဲ့ဒေါက်တာကြားပေါ့လေအခါနဲ့ပိတ်တယ်အခါကျတော့ကျွန်တော်တို့ကနေရာမှာကာပစ်ကိုမှကျွန်တော်ဘယ်လိုပြောမလဲစနိုက်ပါကအမှဟာခါစီ CDF နဲ့ကျွန်တော်တို့ CNA ၄ယောက်ရှိတယ်စနိုက်ပါအခါကျတော့ကာပစ်စီတိုင်းခေါ်ပြီးတော့ကျွန်တော်တို့ကျန်တဲ့မောင်းပြန်ကင်တဲ့လူတွေကကျွန်တော်တို့အပေါ်မှာတွားထားတယ်ဒါပေမဲ့ကျွန်တော်တို့အဲ့ဒီမြင်ကုန်ကြည့်တယ်စီမီတောတောင်အခြေအနေကြည့်ပြီးတော့ဒီဘက်ကတော့တက်လာဖို့တော့မဖြစ်နိုင်ပါဘူးဒီလိုတော့မြင်တာပေါ့လေဒီလိုမြင်နေဒါနဲ့အပေါ်ဘက်ကတက်လာခဲ့ပြီးဖြစ်စေဆိုပြီးတော့ကျွန်တော်တို့တတိဝိရိယနဲ့အပေါ်ဘက်မှာ9ယောက်ထားတယ်ကျွန်တော်တို့အောက်မှာစနိုက်ပါရကပစ်ဒီလိုနေတယ်
แต่นั้นเอาพักการนี้ไม่ได้จีบดีดอกที่ดอกชาวบ่เลยอันลูกเพื่อนข้าจะเราที่รำเท้าสตรอเบอรี่เชียงกันเนี่ยตัดลาเลยพอที่สักก่อนสิตัดดีบ่เนาะกว่าเลยตัดนั้นแต่เราเปียดเด้อแต่ไม่มีตาเราวิ่งเด้อคนในอาเราสิเด้อแต่ไม่เที่ยวมุดเราไม่ชิวเลยเปียดเด้อပြီးတော့ဒါနဲ့ကျွန်တော်တို့တနတ်တန်တိတ်နေတော့မှာပဲမထင်မှတ်ပဲနဲ့ကျွန်တော်တို့ဒီအပေါ်ကနေနင်းမိုင်းအပေါ်ကနေဟိုကျွန်တော်တို့ကစောင့်နေဆိုပါတော့တားကောင်ကြောက်လို့စောင့်တဲ့နေရာမှာကျွန်တော်တို့ဒီနောက်ဖက်မှာကျွန်တော်တို့တဲရှိတယ်တဲဆိုတာကျွန်တော်တို့အိတ်တဲ့နေရာလေးအဲ့ဒါမှဟိုဒီစက်ကောင်စီကဘယ်လိုလာလို့လာမှန်းမသိဘူးကျွန်တော်တို့နဲ့ဝေးတာလဲမီတာ20တော့မဝေးဘူးဒီနားနဲ့ဒီနားပဲရှိတယ်ပြောချင်တာဒါလည်းဖះကောင်းတာပေါ့နော်ဟိုဖះလည်းရင်သူရဲ့မျက်လုံးမိတ်တယ်ဟိုရင်သူရဲ့နားကိုကန်းစီတာပေါ့ဒါတော့ဟိုတက်တေခံကြတာလည်းပါဝင်မယ်对中就我们群众一个那个对中这跟白天我们群个来群众跟那个阿看群众个ชักอาคันเพิ่นลางบนเราจะเซฟตัวนี้สิแต่เสียกรมนี้มีหนุ่มประเทศลีกันเสียนี่จานมันตุกอาคันราทางเขากูชงมีเขาไว้คัดกันประกาศให้กันเสาทานี้ต่างจังหวะสถานะกันสถานกันเชนะกันดีนี้กันอีกให้ตัวนี้มันตุกด้านไรเป็นหิร่องอาเห็นไม่นุ่งเป็นหิโรหลักกันกันจะหายไม่นุ่งประเทศหิกันต่างสถานะอีกันอีจอมาเลี้ยงหาท่านกันทากันดับให้ไอ้จูนฟอร์มลงไอ้ฉุกแล้วก็บุกกันลงไอ้พออินทั้งอ้ำไงกันอีมากันอีจอมาเลี้ยวจุนหาคาเลยอินสิทกูราจะมีร้านทางปวนรักไรกันซุ่มเล่าหนักเลยปีนกันชักเลยปีนอ้ำเป็นชวกอีร้านทางนี่จนกันอีหนักอ้ำเป็นกันกะอีร้านทางโจไม่นุ่งสมลุกอันตีนหายักกันกับตุกโจสมทุ่มเลี้ยงจนสละอีเขาเป็นตุกอีโจมาเลี้ยวยักกันกะติกาคันอีติมเล่าโจปีสิติกาตีอีกันหลางไว้ท่าลำนายตีนักกันกะติกาอีกันจากที่คันกันเสาเข้าไทยอันชิมหนักหัวหน้ากันกันเขาอีกันจากที่มีนุ่งกันเป็นสู้ท่านไทยก็มาเลยตัวขันรุ่นบอยน้องประคัดอาเกคาติกหนาขันฟุ้งเนี่ยโซ่ใหญ่ของมีอันนี้ตัวขันเกียร์ตรีไม่นุ่งปลาไหลขัดกันต่างไม่นุ่งปลาไหลขัดกันต่างกันสักขันกันเสาตักติกาขันกันสักขันเจ้าอลาการเสาตักจะสุขเขาเราก็ประกาศท่านทลากันตีไม่นุ่งปลาไหลขัดนี่ไม่นุ่งสมทุ่มเลี้ยงรากระช้างกันร้านมีปวดขากาท่านกันไปโถให้ไม่นุ่งปลุกไม่นุ่งปังงานกันในทันฮะไก่ข้ามไม่นุ่งปลุกหนักระยะไก่ไตต่างจุงเลยที่อันหูเลยก็เป็นเฮียท่านหายก็เป็นกาท่านฮะขากันกัลปะขันกันนี่จะมีท่าลองตีกันสิฮะมีท่าลองตีขันในแต่ละติการากับทาร์ตีลองขันในแต่ละติกาไฟกัลข้างงับโจแล้วราทางตีขันเทติกาเขาเป็นตุกจันตีขันไก่ข้าอามานังกันตึงจานสันดุมีใกล้มีก็สิสไนเปอร์ก็สิก็ที่มาใครลงปุติขันไก่มาให้กันกัลจากฮาราก็ที่สไนเปอร์ไก่กันบุญไก่มาให้กันให้กันกัลล้างกันเป็นชั่วราทางปวดหนักอะไรก็เป็นจุ่มลากันตีล้างปลาก็เป็นชั่วบางกันตังก็เป็นจุ่มลาก็ตีมีตาเป็นไทยงาประชาชนที่ต้องไอ้ชัดลำนายเตียนวิจารณ์ปฐมรักทุยไม่นุ่งประคัตเตเป็นเดียรีเป็นกับหูบักเสียกันยังไงตุกจังติกาอติออกคาถาที่เราก็ไม่ทันพันวัชเชโคคิเชลำนายที่กันในตรงนี้รัวเราปีขึ้นก็ไม่ได้ตรงนี้ก็จะก็เป็นสไนเปอร์ที่โจกวนขัดมองเปลี่ยนสีเราติกากวนขัดกายรถท่านเฮามีพื้นสีกวนขัดกะกะก็ไม่ทันมองก็จีนท่านก็ตีกะกะมาเดียร์มีปาร์ตี้เขาจะริลไม่นุ่งเป็นหิขันต่างไม่นุ่งเป็นหิขันทั้งละอันจามีกับหูเทียมหลีทางกาชับทลากตีมองกระจินลากตีจนมองกระจินเขาตีเราเดี๋ยวมองกระจินเขาตีเราตีจนก็ไม่ทันกวนค่ะก็ไงเราติกาจิตรีกวนก็พันมีสิติกาขันก็ไม่ทันละขันสินปีตีเรามองไอจินเขาตีเราเขาเป็นตุกสิติกาขันราทางเป็นคือตุกหายต้นนี้กันตนก็บุญพนักขันตีประเทศนี้กันตัวนี้กันชิมวิราทางลงค่าคือตุกหายต้นนี้ก็เป็นกะโคท่าติกาอันลาวิทางไรเดวันสองหาลำนายที่กันตรงจังหายใจป่วยจนลำนายตุกขี้กันสุดจังเกมาตรงข้ากระบอกเกมากระบอกหูตุขันจนอันนี้ขันจนไม่เท่ากว่านั่งไงที่การดูชงนักกังกะโคก็มาอันนี้กะโคนักจันคุณยี่ขี้กันไงทันทีเรามาคำตุกขากันตนมีสิกันสาวทานนี้เขาเป็นตุกจนมาขัดตันข้าก็มาชนจุงก็มาจะใส่นี่ RPG เลยไม่เท่าเป็นที่ MA เลยไม่เท่ากว่าที่เป็นตุกกันหลักโคตันข้าสิก็มาจะใส่กันใช่มาขัดตันลงข้ามาข้าโดนใจป่วยเดียวกันสิกันหาที่นักเดียงที่นักหลังเดียกันอุ้มกอยประเทศนักกันหลังฝ่ายคำตุกเดียกันหิมนางกับหิมเตียนกันเป็นช็อกเขา
ဟုတ်ကဲ့ဒီ sniper team အဖွဲ့ဝင်တဦးတယောက်စီအနေနဲ့ပေါ့နော်ဒီ sniper team ကိုအနာဂတ်မှာဘယ်လောက်ထိမျှော်မှန်းထားပြီးတော့ကိုရိုင်းကလည်းဘယ်လောက်ထိတိုက်သွားမယ်လို့ခံယူချက်ထားရှိကြတယ်ဆိုတော့ဦးချင်းစီရဲ့ခံယူချက်ကိုပြောပြပေးပါဦး ကျွန်တော်ရဲ့ဒီရှိစိတ်ကြီးမှာတော့မြင်လာတော့လေကျွန်တော်တို့လူအင်အားလဲလူတယ်စစ်တက်မှာဆိုလို့ရှိရင်လူအင်အားမလိုတဲ့စစ်တက်တော့ရှိမှာမဟုတ်ဘူးကျွန်တော်တို့ကိုယ်တိုင်လည်းအားလုံးလိုအပ်တယ်ဒီထက်မကလည်းပိုကောင်းစေချင်တယ်ဆိုတော့ကျွန်တော်ဒီ CNA sniper ထဲမှာတာဝန်ထမ်းဆောင်ချင်တာကတော့ကျွန်တော်ဒီတော်လိုင်းရင်မပြီးမချင်းပေါ့လေဒီစစ်အာဏာရှင်ကိုအမြင့်မဖြုတ်မပြီးချင်းအမြဲတမ်းဒီမှာပဲနေသွားမှာပါကျွန်တော်လည်းတက်နိုင်တဲ့လောက်လုပ်ပြီးသွားမှာပါလို့ကျွန်တော်ပြောချင်တာပေါ့နော်ဟုတ်ကဲ့ ဒီစနေပါဒီထက်မကလည်းလို့လက်နဲ့ပန်းကဆက်လို့လူပန်းကဆက်ဒီထက်မကလည်းတိုးစေခြင်းနဲ့ကျွန်တော်လည်းဒီတက်ပွေးမှာဖြစ်ဖြစ်ဒီထက်မကလည်းတက်ပွေးဝန်တော့ပါမယ်လို့ကျွန်တော်ပြောချင်တယ်စနိုက်ပါတော့လာမယ့်နေ့လာမယ့်လတိုင်းတော့ဒီထက်မကကိုတက်မယ်လို့ကျွန်တော်ညွှန်မှန်းပါတယ်အဖြစ်လို့လဲဆိုတော့အခုချိန်မှာပြည်သူတွေရဲ့ပါလဲယုံကြည်မှုပြည်သူတွေရဲ့အားပေးမှုပို့ပြီးတော့ရလာတယ်လို့ခံစားရမှာပေါ့အဲဒါကြောင့်ဒီစနိုက်ပါနောက်တစ်နေ့နောက်တစ်ချိန်ချင်းကျရင်ပို့ပြီးတော့ကိုတက်မယ်လို့ယုံကြည်ပါတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့လည်းဆက်ပြီးတော့ကြိုးစားပြီးတော့တိုက်ပွဲဝင်သွားမယ်ဒီတော်လိုင်းရေးကိုအဆုံးထိတိုက်သွားမယ်လို့ပြောချင်ပါတယ်ခုနငါတို့တငယ်ချင်းတက်လို့ပြီးဆုံးပါမယ်တိုးစားလေးလက်တက်မရှိပါဘူးကျွန်တော်ဒီ sniper team ပေါ်မှာပေါ့နော်ကျွန်တော်တင်နန်းတော့တခုတင်နန်းကျွန်တော်ဒီ sniper ဖိလာတဲ့ခံချက်ကျွန်တော်အလိုရေမချက်တခုတထားတာရှိတယ်တနေ့နေ့ကျရင်ဒီ sniper 73ယောက်ထဲကနေမြောက်လှန်ကိုတတ်တဲ့လူလဲထွက်လာစေရမယ်ပြီးတော့ကျွန်တော်ဒီအဲ့ဒါမဟုတ်ဘူးကဘာပေါ်မှာရှိတဲ့ဒီ sniper နဲ့ပတ်သက်တဲ့ record တွေအဲ့ဒါကိုလည်းကွာတနေ့ကျကျွန်တော်ဒီ CNA sniper အဲ့ဒါ record တွေကိုလည်းကြော်နိုင်ရမယ်ဆိုမှအဲ့လိုရေမချက်ထားရရှိတယ်ပေါ့အဲ့ဒါရေမချက်ရောက်ဖို့အတွက်ကိုကဘာမဆိုလို့တောင်းမယ်ပြီးတော့ကျိုးစားမှုပိုင်းမှာလည်းဒီထက်ပိုပြီးတော့ကျိုးစားသွားမယ်ဒီ sniper ထမင်းနဲ့ပတ်သက်ပြီးတော့ပေါ့ကျွန်တော်အရင်တော့ဆုံရှုံခဲ့ရတဲ့နေမြေတွေကိုလည်းပြန်ယူရှင်သေးတယ်အဲ့ဒါဒီကိုဆုံရှုံခဲ့ရတဲ့နေမြေဖြစ်အခွင့်အရေးဖြစ်ပြန်ယူလက်ခံကြပါတော့ကိုကဘာရေးပါပေးဆက်နေရကိုကတော့အဲ့အချိန်ထိကိုအကောင်းဆုံးကြိုးစားသွားမယ်မရရအောင်ယူမယ်ဆိုမှကိုကတော့ကိုရဲ့ရေမှန်းချက်ဟုတ်အဲ့ဆိုတော့နော်ဒီ CNA ရဲ့ sniper တမားတယောက်ဖြည့်ရတာကိုယ့်အနေကိုဘယ်လိုခံစားချက်ရှိတယ်လဲပေါ့ဟုတ်ကဲ့ကျွန်တော်ဒီ CNA ရဲ့ကျွန်တော်တို့ချင်းအမျိုးသားတက်မတော်ရဲ့ sniper ဖြစ်ရတာတော့ကိုယ့်အကိုလည်းကောင်းယူပါတယ်ကျွန်တော်ဒီ CNA ရဲ့ sniper ဖွဲ့ထဲကလူတယောက်ဖြစ်လာရတာတာမန်ရဲဘော်ရထဆန်တော့ကိုကပူပိသွားပေါ့ကိုပခုံးပေါ်မှာအလုပ်တွေကပုံများလာပြီဆိုတော့ကိုပေါ်မှာမျောလင်းထားတာလည်းအများကြီးရှိတယ်ကိုကသူတို့မျောလင်းထားတယ်လို့လည်းဖြစ်လောင်စူးစမ်းရသေးတယ်ဒါပေမဲ့ကျွန်တော်ဒီလက်ရှိအနေထားရတော့အဲ့သူတို့မျောမှန်းသူတို့မျောလင်းထားတယ်လို့ဖြစ်မလာနိုင်သေးဘူးဆိုတော့ကိုအားမရလည်းရှိတယ်ဒါပေမဲ့ဂုံတော့ယူတယ်ဘာလို့လဲဆိုတော့ကိုကဒီတာမန်ရဲဘော်ထက်ဆိုင်တော့တာမန်ရဲဘော်ထက်ဆိုင်ရင်ကိုကပီတိုကိုပို့ပြီးတော့ပို့ထမ်းထားရတယ်လို့ဆိုတော့ဒီရှင်နေစနေပါပြရတာတော့ကိုတော့တကယ်စိန်ခေါ်မှုလားစိန်ခေါ်မှုလည်းဖြစ်တယ်လို့အခွင့်အရေးကောင်းတစ်ခုရလာလို့ပြောချင်တယ်ဒီ CNA ရဲ့စနေပါတယောက်ပြဝန်တာပါတယ်လို့ပြောချင်တယ်ဘကုံယူပါတယ်လို့ပြောချင်ပြောတော့ဒီထိုင်လို့ပြတာပဲထားလိုက်ပါခုနကတို့ပြတယ်လေစနေပါပြရတာဟုတ်ကဲ့ဒါကတော့ကျမတို့ Channel Information Center နေပြီးတော့ CNA Sniper Team အဖွဲ့စီကိုတွားရောက်မေးမြန်းခဲ့ခြင်းပဲဖြစ်ပါတယ်ကျမကတော့ Grace Wilhon တဲ့ပါကြည့်ရှုသူအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်